လာပါရှင်ဒီနေ့မှာတော့ခီတီယာပေါ့နော်ဝဘလောမဆော့တာကြာပြီဖြစ်တဲ့အတွက်ကြောင့်ဝဘလောလေးပေါ့နော်တူတူဆော့ကြပါမယ်နော်အဲ့ဒါမလို့တူတူလိုက်ကြည့်ပေးပါရှင်ခီတီဆော့တာမဆော့ရသေးဘူးအောက်ကျတော့ခဏလေးဆော့ပါဟောပြီးတော့ပေါ့နော်ခီတီပြောပြရပါဦးမှာရှင်ဝိုင်းခုံတာတို့ဂဲခုံတာတို့တက်လာတယ်ပေါ့နော်တော်တော်တယ်ဘာလို့ဘာဖြစ်ကြတာလဲလို့ဘွိုင်းအဲ့ဒါတဲ့ဘွိုင်းအရင်စတာတဲ့ပြောတယ်ပေါ့နော်ခီတီတို့အဲ့မှာဘွိုင်းကအရင်ဟိုလောက်တာတဲ့ဘသူကဘွိုင်းကကျန်းတယ်ဂဲကကျန်းတယ်ဆိုတာအဲ့လိုပြောကြတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ပါပျောက်တယ်ဟာမြန်းတာပျောက်တာလဲโอเคမလဲကအဲ့ဒါရမြန်းတာဟာဆိုရင်နေမယ်တော့ထင်တယ်တော့အဲ့ဒါကြီးခဏနော်နောက်ဆုံးတော့ရောက်ခဲ့ပြီမြင်မခုံဘူးโอเคရောက်ခဲ့ပြီခီတီပေါ့နော်my god ပေါ့နော်ခီတီထွက်သွားတဲ့အကြောင်းရင်းကလည်းဘာလို့လဲဆိုတော့ခီတီပေါ့နော်အဲ့ထားပါယူမနိုင်လို့ပါဟုတ်ပါတယ် fast tower တော့ဒီ fast tower ဘာဖြစ်လို့ဟိုတန်းပြောက်သွားအရင်တော့ဟိုလေအရင်တော့ဆိုသူကလှုပ်သေးတယ်လေးပြောပါလေလာနေပါပြီလို့ဖြောက်ရတဲ့အကြောင်းရင်းကလည်းထားပါရဲ့ဟာဘာတက်လို့တမဲအောင်ဒါနိုင်အောင်ဆော့ကြည့်အောင်ဒီတော့ fast tower ကြတော့ပေါ့နော်သူကဟို tower speed tower ကြတော့ပေါ့နော်ခီတီမှာမပါတော့ပါဘူးအဲ့ဒါမို့ဘယ်လိုလုပ်အောင်လဲဆိုတော့ comment မှာမေးခဲ့ကြပါခီတီကတော့လုံးလုံးနေတော့ဒီမှာခဏနားမယ်ပေါ့နော်ခဏနားပါမယ်ခဏနားပြီးတော့ရှင်တော့ပြန်ဟုံမယ်ပေါ့နော်ကန်ဒီကခီတီရဲ့ fan ခီတီထဲဝင်လာရပေါ့နော်အမှခဏအောက်ဆင်းလာအောင်ခီတီ fan လည်းဝင်လာပြီဆိုတော့ပေါ့နော်ကန်ဒီပေါ့နော်ဒီမှာပါခဏပေါ့နော်မြန်မာလိုရေးလို့မရဘူးပေါ့နော်။ဟုတ်လားဆိုတော့ဒီကပေါ့နော် background ကပြောင်းသွားတယ်ပေါ့နော်။ခေပေါ့နော်ခီတီရဲ့ fan ရောက်လာတော့ပေါ့နော်။ချက်ချင်းကိုသွားပါမယ်ဆောက်လို့မရပါဘူးဘာလို့လဲဆိုစောက်လို့ရှိရင်တော့သူကပျောက်
က်သွားတာပေါ့နော်ဒီဟာရကြ first tower ဆော်လို့ရတယ်ကောမန်ထဲမှာမှန်းခဲ့ကြပါအောင်လို့ခန်ဒီလေးရေကောမန်ထဲမှာပေါ့နော်ခီတီကိုပေါ့နော်ခန်ဒီလေးရေခီတီကိုပေါ့နော်ထာဝါလေးရေမှန်းခဲ့ပါအောင်နော်ခီတီဆော့ပေးပါမယ်တကယ်ဆော့ပေးပါမှာနော်တကယ်ဆော့ပေးပါမှာပေါ့နော်ကဲအဲ့ဒါမို့လို့ပေါ့နော်ခီတီကိုပေါ့နော်ကောမန်လေးမှန်းခဲ့ပါနော်ခန်ဒီလေးရေဘယ်ဒီထဲကိုဝင်ကုန်ကြတော့ခန်ဒီလေးဟိုပါပေါ့နော်ခီတီကိုပေါ့နော်ဟိုပါလေဟိုကောမန်လေးမှန်းခဲ့ပါနော်အဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့အတွက်ကြောင့်မလို့ခီတီကိုကောမန်လေးမှန်းခဲ့ကြပါဒီနေ့ဗီဒီယိုလာဒီလောက်ပါပဲရှင်အားလုံးပဲဘိုင်ဘိုင်